ဒီမှာခလေးဆောရရေကန်ဒီမှာခလေးနှစ်ယောက်ပဲရှိရယ်အားလုံးမင်္ဂလာပါခုကတော့ဆောင်းနာကိုရောက်နေတာပေါ့နော်ဒီမှာခြေတုပ်ခန်းဆိုကိုရီးယားတွေလာတာများတယ်ဒီမှာဒီနှုန်းကလည်းတိတ်ပြီး200ပဲဆိုတော့ဒီလာမယ်ဆိုလို့ရှိရင်အရင်မိုက်တဲ့နေရာပေါ့နော်ပထမဆုံးပတ်စံပေးပြီးရတယ်သူတို့တွေကကိုယ်တွေကိုတပတ်နှစ်ထည်နဲ့လော်ကာတစ်ခုလော်ကာတော့တယောက်တစ်ချောင်းစီပေးရပါတော့အခုကလော်ကာကိုသွားနေရပါဒီမှာကဝစ်စားလဲလို့ရတယ်ပြီးတော့ကိုပစ္စည်းတွေပါဆိုလို့ရှင်လည်းလော်ကာထဲမှာထည့်သိမ်းလို့ရတယ်ဆိုတော့ပျောက်မှာတော့စိတ်မပူရဘူးပေါ့နော်ပစ္စည်းရလည်းအကုန်လုံးသိမ်းပြီးပြီဆိုရင်တော့ဝစ်စားလဲပေါ့နော်ဝစ်စားလဲပြီးပြီဆိုလို့ရှိရင်ကျမတို့ရေကူးကန်စီချိတက်ပါမယ်ဒီမှာလေနေရတော့တော်တော်တန့်နေအဲ့လိုမျိုးဖက်နှက်တွေဆိုလဲထားပေးထားတယ်ပြီးလို့ရှိရင်လူလဲတော်တော်တန့်နေလို့မျိုးအရင်ရုပ်ပြက်စင်းတဲ့မရှိဘူးတယောက်ကိုပတ်နေရကသူတို့ရေတက်နှစ်ဘူးနဲ့အဲ့လိုမျိုးအတီးတစ်မျိုးမျိုး on the house ပေးရပေါ့နော်ဒီမှာ AC နေကြရတာဒီမှာ1ဒီမှာ10စီဒီမှာလူတွေများမှာဟုတ်တယ်ဒါအဆင်ပြေပါပြန်လာတော့ဒီလိုခဲတဲ့မတွေ့ရအောင်မင်းတော့ဒီမှာစားချင်တာမစားလို့ရတယ်ဒီဟဲ့ဒီမှာလည်းရတယ်ပါလေခုစားမယ်လေဒီမှာဒါကတော့ကိုယ့်ရဲ့အဆောင်နာကိုပထမအဆုံးရောက်ချင်းပဲပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီကန်ကတော့ရေနွေးကန်လေးဟိုဘက်ကကျတော့ရေအေးကန်အောင်မှ तू ကယောက်ျားလေးနဲ့မိန်းကလေးနဲ့ခွဲပေးထားတယ်ဒီကန်တွေတော့မဝင်ခင်တော့ကိုရေချိုးရတယ်ပေါ့နော်ဒါမှမဟုတ်ကိုကအားလုံးပြီးဆိုလို့ရှိရင်တို့ဒီဘက်မှာရေချိုးကန်နေရှိတယ်အဲ့ရေချိုးကန်နေမှာဆိုလို့ရှိရင်လည်းကောင်းချော်ရည်တွေရှမ်ပူတွေအကုန်လုံးထားပေးထားတယ်ဒီကစီမင်းစကန်တွေထဲမှာတော့အထဲမှာပေါ့နော်15မိနစ်တက်ပို့ပြီးမနေရဘူးလို့ပြောထားတယ်ဘာလို့ဆိုတော့ချိုးတွေအရန်ထွက်တဲ့အတွက်အရန်ရေဓာတ်တွေဆုံးရှုံးနေအခုပြဿနာတက်မှာဆိုလို့ ਨੇ တူတယ်ဒါကတော့ကိုရေကူးကန်နဲ့စဆင်းပြီပေါ့နော်ကိုကတော့ရေမကူးတတ်ဘူးရေမကူးတတ်တော့ဒီတိုင်းပဲရေစိမ့်နေကိုတငယ်ချင်းကတော့ရေကူးတယ်ပေါ့နော်မှာဒီဘောကွင်းလေးတွေ့ရပါတော့ကိုကဒီကဟာထင်တာမဟုတ်ဒီကအဲ့ကလေးလေးတယောက်ရဲ့ကိုကယူပြီးတော့တပ်ပုံနေပြပြင်ရိုက်နေတာပေါ့နော်အဲ့ဒါလေးနဲ့ဒီခဏလောက်ဆင်ပြီးပြီဆိုတော့ကိုရေစောင်းနာတဲ့ကို10မိနစ်လောက်တောင်းဝင်ပါတယ်အထဲဝင်ပြီးပြီဆိုတော့ခဏတစ်ဖြုတ်နားတယ်ခဏတစ်ဖြုတ်နားပြီးတော့စားစရာဆောက်မှာပါတယ်ကိုကတော့ကိုရဲ့ favorite တင်မော်ဒီတောင်ပေါ့နော်သူကတော့ဝတ်သားကျွတ်သွန်ပြင်းနဲ့ကြော်ထားတာသမင်းနဲ့ပါအဲ့လိုပဲစားလိုက်ဆောင်းနာတဲ့ဝင်လိုက်နားလိုက်စားလိုက်ဆောင်းနာတဲ့ဝင်လိုက်နားလိုက်နေပဲညနေ9 နာရီလောက်ထိုးသွားရပေါ့နော်အဲ့နဲ့သူများလည်းအကုန်ပြန်ကုန်တဲ့ချိန်မှာကျွန်တော်2ယောက်ပဲကြာမှာတော့တယ်ပြီးတော့ရေလေးခဏလောက်ဆက်ကိုပြီးတော့အခုကတော့ပြန်ပါတော့မယ်အားလုံးပဲဘိုင်ဘိုင်ပါအဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်